ဂျိုင်းကိုသုံးမပုံနဲ့နေရဒီနေရနော်ဘယ်မှာတိုင်းနဲ့ဝဲလိုက်ဘက်ကလေတက်ရင်လည်းဝမ်းမဲ့တက်ရမယ်ချရင်လည်းဝမ်းမဲ့ချရမယ်အဲ့ဒီဟာတကယ်လို့ဒါတူးလောက်လို့တပီးလောက်လို့ချနေတာမှားဒီလားကိုယ့်အတိုင်းနဲ့ကိုယ်ဆွဲတာဖြစ်တဲ့အတွက်တက်ရင်လည်းဝမ်းမဲ့တက်ရမယ်ချရင်လည်းဝမ်းမဲ့ချဒီလားဒါရေငံဖြစ်တဲ့အတွက်မှားတော့ဂျိုင်းကိုကွက်တိချိန်ဟုတ်တယ်မှားတယ်43ကိုဘာမှမပေါင်းနောက်တစ်ခုပတန်မှဆွဲပြီးတာနောက်တစ်ခုပတန်ကြပါလဲဆိုရင်43ကို expect ကမှာဆိုရင် basic ကကိုခဏမေးတာနော် basic ကလည်းတတ်မှတ်ရမယ် expect ကလည်းတတ်မှတ်ပါမယ်43ဆိုရင်45ဒါမှမဟုတ်46ဖြစ်နေရမယ်နဲ့3ပေါင်းပါမယ်နော်ဟိုပွဲတိုင်ကိုပဲမိနစ်6နာရီတိုက်တဲ့လူကတော့ပွဲတိုင်ကိုပဲပုံမှန်ကြိုက်တဲ့လူက2ပဲပေါင်းပါနော်အဲ့နောက်တစ်ထည့်ဆိုရင်အမကို43နဲ့ချိန်တဲ့ခါကျရင်ညီမလေးကဒီဘက်ကိုတိုင်းလိုက်တယ်တက်သူရှေ့တိုင်းကြီးနောက်တိုင်းကြီးမစင်းစားနဲ့တော့နော်တက်သူရှေ့တိုင်းရပဲဘယ်လောက်ပဲကြီးနောက်တိုင်းရပဲဘယ်လောက်ကြီးမစင်းစားနဲ့တော့ဘာပဲစဉ်းစားရမလဲဆိုရင်ဒီဘက်ကို50ချဲ့ချိန်တယ်ပေါ့ဒီနှစ်ခုပေါင်းလိုက်လို့ညီမလေးက42ပဲရသေးတယ်ဒီဂျိုင်းကိုချိန်တယ်ဒီဂျိုင်းကိုချိန်42ပဲရတယ်အမတို့လိုချင်တာ45လိုချင်တာ45မှာမဟုတ်44လိုချင်တာအဲ့တော့ဘာလို့မှာချဲ့ရချဲ့မယ်ဆိုရင်တော့ဒီအောက်ကိုလည်းချဲ့မယ်ဒီအောက်ကိုလည်းချဲ့မယ်မျှချဲ့မယ်ဒီတက်ခုလေးကိုပဲတစ်ဖက်တည်းကိုပဲချဲ့လို့ရအောင်နော်ဒီဟာကဂျိုင်းချိန်တာကွာဝါးဒီဘက်ကို50ချဲ့မယ်ဆိုရင်ဒီဘက်ကိုလည်း50ချဲ့မျှချဲ့တစ်ချဲ့ချင်တာဆိုတော့ဒီကို50ချဲ့ဒီကို50ချဲ့ဒီဘက်ကိုလည်းပြန်ဝိုင်းမယ်ဒီဘက်ကိုလည်းဝိုင်းမယ်ဝိုင်းပြီးသားဟာကိုပြန်တိုင်းမယ်ဒီဘက်ကိုလည်းဝိုင်းဒီဘက်ကကြီးကျင်လည်းကြီးမယ်ငယ်ကျင်လည်းငယ်မယ်ဒီဂျိုင်းကလည်းကြီးကျင်ကြီးမယ်ငယ်ကျင်ငယ်မယ်ဒါပေမဲ့ဒီနှစ်ခုကတက်ရင်လည်းတူတူတက်ရမယ်ချရင်လည်းတူတူချအဲ့ဆိုရင်ကွက်တီပဲချိန်ရမှာကွက်တီပဲချိန်ရသူ့ကသူအရင်ဆိုရင်အမတို့43ဆိုရင်ဒီဘက်က22ဒီဘက်21အဲ့ဆိုရင်43ဖြစ်တယ်အဲ့လိုမျိုးမချိန်ဘူးမတို့အခုနော်ဒီဘက်ကဘယ်လောက်ပဲရှိဒီဘက်ကဘယ်လောက်ရှိသူတို့နှစ်ခုပေါင်းခြင်းက43ရှိရင်အမရတယ်တကယ်လို့ဒါမရှိဘူးဆိုရင်အမတက်ရင်လည်းတူတူတက်မယ်ချရင်လည်းတူတူချအဲ့ဆိုရင်ဒီဘက်ကိုတိုင်းကြည့်လိုက်တော့22ခွဲစနေ5လေဘင်းခဲမှာရင်ထိက20နော်လေဘင်းခဲမှာရင်ထိက20ဆိုရင်20ဝဲယူမယ်ဒီဟာကိုစောစောအမပြောလို့ပဲချဒီဟာတက်တဲ့ဟာကိုအမတို့ကတိုင်းတယ်လည်းပြန်တိုင်းရမယ်ဒီဟာတွေက no ထိတ်တွေ no အောက်တွေအရင်အကြီးကြီးပါ no အောက်ကိုချရင်လည်းတေးချဒီအောက်ကိုကွက်တီရအောင်ချဒီအပေါ်ယူသွားမတိုင်းနဲ့ no အောက်ဆိုရင်အမဆိုရင်shit နော်ဗါလဲဒီ 11 claim မှာရင်ထိတ်ဆိုရင်အမဆိုရင်ဒီလောက်ဆိုရင်19လောက်ဆိုရဒါပေမဲ့အမတစ်ချပြီးတော့တိုင်းမယ်နော်20ယူမယ်အမဆိုအဲ့ no ထိတ်ကို no တီးကောင်းဒီမှာ share ဆို no တီးကောင်းအောက်ကိုတိုင်းနော်အဲ့ဆိုရင် no အောက်ကစောစောတိုင်းလိုက်တာမလား no အောက်ကရှစ်နော်ရှစ်လားပုံခွဲလားနော်ဒီနေရာကဘယ်လောက်လဲဆိုဒီမှာရှစ်ဆိုရင်ဒီမှာတစ်ခွဲတောက်ထိုးထားရဆိုဒီမှာလည်းတစ်ခွဲဒီရာကိုမှတော့ဘယ်လောက်ဆင်းလိုက်လဲ no အောက်ရှစ်ဆင်းလိုက်ရှစ်ဆင်းဒီပေါ်6ပဲတက်လို့ရမယ်10တက်လို့မရ10တက်လိုက်ရင်မလှတော့ဘူးနော်အကွက်လှအောင်ပဲချုပ်မယ်ဝတ်တက်တာတွေမဝတ်တက်တာတွေနောက်မှဆင်းသွားတယ်အရင်ဆုံးကတော့ပုံထွက်လှအောင်ပဲချုပ်နော်အဲ့ဒါဆိုဒီမှာတော့ရှစ်ဆိုရင်ဒီပေါ်တက်မှာဒီမှာလည်းအဲ့ဒါဆိုရင်နားမှာလည်းဒီပေါ်မှာတော့ဟိုတက်လိုက်ဒီနည်းနဲ့မှာတော့ဒီထက်ရှေ့ရကြလားရှေ့ရဆက်အဲ့ဆိုရင်အမတို့ကနို့ထိတ်ကဒီနေ့နော်ဒါဆိုတော့ညီမလေးပထမဆုံးတိုင်းထားတဲ့ဟာအခုအမတို့ပြန်တိုင်းလိုက်တာဒီနေ့နော်အဲ့ဆိုအမတို့ကဒီနေ့ကိုခဏလေးထုတ်တာကိုယ့်ရဲ့နို့ထိတ်ကဒီနေ့ဖြစ်ပါတယ်ဒီနေ့ကအရေးကြီးတယ်ဒီနို့ထိတ်တွေကအရေးကြီးတယ်နို့အောက်ကအရေးကြီးတယ်ပုံကွက်တက်ဖို့အတွက်နော်အမတို့ဒီနေရာလေးကိုခဏခွဲထားလိုက်အမတို့ဒီ expert pattern ချုပ်ရင်အမြဲတမ်းတနေရာတော့ဟာထားပြီးတော့မှအမတို့ဒီမှာဒီဓာတ်ကိုအသေးထားလိုက်ဒီဓာတ်ကဘာလဲဆိုတော့ဒီတော့ကဘယ်နေရာကစားရမလဲဆိုတော့တခါလေးဒါကဥမာလေးကိုနောက်မှတိလိုက်မယ်မေ့တော့မေ့တယ်ဒီဟာကတော့တိတ်ပြီးတော့မသုံးပြကြအောင်
ဘာညာကစားရမယ်ဆိုတော့ဂျိုင်းအရန်သေးတယ်လို့ဒီပေါ့ဂျိုင်းချိန်ဖို့အရန်ခက်တယ်လို့ပေါ့ဥမာဒီဂျိုင်းကိုတိုင်းလိုက်တဲ့ခါကျရင်သူချလို့မရတော့တက်လို့လည်းမရတော့အဲ့ကြိုင်ဘာလို့အောင်လဲဆိုတော့ဒီတော့ကိုအမတို့က short ပေးရအောင် short ရင်ဂျိုင်းရပါဖြစ်သွားတယ်ကျေသွားတယ်အဲ့ကြိုင်ဂျိုင်းရကစားလို့ရတယ်နော်ဒီဂျိုင်းကိုအသေးထပ်ပြီးဟိုအောက်ကိုမှအမင်းငယ်ဖြဲချမနေနဲ့ဒီလားအဲ့လိုဖြဲမချနဲ့တစ်လောက်ချပြီးသွားပြီဆိုရင်သူချိန်လို့မရတော့ဘူးဆိုရင်ဂျိုင်းကိုဒီအောင်အမတို့ချဲ့ပေးလိုက်ချဲ့ပေးတိုင်းဂျိုင်းကကျေကြပါအဲ့ကြိုင်တစ်ထပ်ပို့ပြီးတော့ချပေးကြမလို့နောက်ခဏဟာထားမယ်ဟာပြီးတော့ကိုယ့်ရဲ့ဒီကျေအောင်လိုက်မယ်ခဏဆိုရင်ခဏလေးဒီမှာဒီညနဲ့လာဝိုက်လို့ရရင်လည်းမရဘူးဆိုလည်းဒီလိုလေးဝင်ပြီးတော့ပုံမှန်တိုင်းလိုက်ထားနောက်တစ်တော့ဒီတော့တိုင်းလိုက်တာ22ခွဲလိုက်22ခွဲထားတိုင်းစီ22ခွဲ21ရဲ့ဒီဟာက23လောက်ရှိ22ခွဲ22ခွဲရဲ့21ရဲ့ရှိပါဒီစက်တောင်းဆယ်ဒီမှာဆို5စိတ်ပဲပို့တာကိုယ့်ရဲ့မွေးထက်ကို5စိတ် short လို့ရတယ်5စိတ်တိုးလို့ရတယ်ဒါပေမဲ့ရင်ငံဖြစ်တဲ့အတွက်အမကဒီနားလေးနည်းနည်းလေးတက်အောင်ဂျိုင်းသားပုံမှာဆိုနော်ရင်ငံမို့လို့တခြားဟာဆိုရင်တော့မလုပ်ဘူးနော်ဂျိုင်းပြက်ပေါ့ဥမာဒီဟာကိုမတို့အင်ဂျီဂျိုင်းပြက်ချုပ်မယ်ဆိုရင်မလုပ်ဘူးရင်ငံဆိုရင်တော့လုပ်မယ်ဂျိုင်းသားပုံမှာဆိုအင်ဂျီဂျိုင်းပြက်ဆိုရင်ဂျိုင်းကွက်တီချိန်ရတယ်ချိန်ရရင်ဆိုရင်5စိတ်တိုးလို့ရတယ်5စိတ် short လို့ရတယ်အဲ့ဒါဆိုရင်ဒီတိုင်းရထားလိုက်တော့ဂျင်းရင်ငံကြတော့အမတို့ဂျိုင်းအစီပေါ်မှာဆိုလို့ဒီနားလေးကို5စိတ်ဒီနားလေးအဲ့တော့ဂျိုင်းဝိုက်တဲ့ခါကျရင်ဒီ5စိတ်နဲ့ဒါနဲ့အမတို့ပြန်လာမယ်ပြန်လာဟိုဟာဆိုရင်တော့ညီမလေးနောက်ဟာအားဆိုရင်တော့ချအောင်ဒီကို1ချ white ဒီဘက်ကိုလည်း1ချ white လိုက်တဲ့အဖြစ်က42တောင်းမယ်45တောင်းမယ်46ညာရတယ်နော်အဲဆိုရင်အမတို့ကဒီမှာငငယ်ဆွဲတဲ့ခါကျရင်ဒီမှာသူ့ရဲ့ဂျိုင်း white ထားတဲ့နေရာလေးနော်ဒီနေရာလေးကျရင်ဒီလိုလေးလာမယ်နော်ဒီနေရာလေးကတော့ဒီပြလေးထွက်သွားတယ်တကယ်လို့ကိုယ်မသိဘူးဆိုရင်ဒီနေရာကိုမှန်းပြီးတော့အမနည်းနည်းပို့ထားတယ်ဒီနေရာနည်းနည်းပို့မှန်းအဲ့ဒီဒီနေရာနဲ့ပို့မယ်လာဆက်ဒီတောက်ရှိနော်ဒီရလည်းအတိုင်းပဲဒီနေရာနဲ့ဝိုက်ထားနော်အဲ့တော့အမတို့ကချာမှာဒီဖိုက်ချထားတယ်ဆိုဖိုက်လေးရတယ်နော်ဒီနေ့လည်းပုံပေါင်းဖြစ်ဂျိုင်းနှစ်ခုလာဆုံးတယ်နော်ဆုံးတဲ့ခါကျရင်ဒီမှာသူပါတော့ပုံစံလေးကတ်ပြီးထွက်နေလိမ့်မယ်နော်အဲဒါမှလည်းဆုံးပြီးသွားပြီဆိုရင်ဒီကနေပြီးတော့ခါမှာဒီကြောမှာဒီလိုအပြည့်ဝစ်ချင်တဲ့လူကရတယ်အပြည့်ဝစ်ချင်ဘာဖြစ်မလဲဆိုတော့နည်းနည်းရှုံမယ်ဒီအသားလေးနော်ခါမှာအပြည့်မဝစ်ပဲနဲ့ဒီတစ်ဝက်လောက်ပဲဝစ်မယ်ဆိုရင်ကက်ကက်လေးဖြစ်တိုးလေးအနောက်ကျောကတိုးလေးဒီအင်ဂျီကဒီနေရာမှာမတွန့်လေးပဲနော်ရှေ့ဝိုင်းဆိုဒီအင်ဂျီကခါဒီလိုထိုင်လိုက်တဲ့အတွက်ဒါကဘာပြောမလဲကြောကတွန့်သွားမှာလေတကယ်လို့သူ့ကိုထိုင်တာလည်းမတွန့်ချင်ဘူးမတ်တာလည်းမတွန့်ချင်ဘူးဆိုတော့သူ့ဒီအနောက်လေးကတိတိပဲထားပေးပေါ်လီလောက်လေးပဲဆိုဒီလောက်လေးပဲအဲ့တော့များများဝိုက်လို့လည်းရတယ်မဝေရင်နည်းနည်းပဲဝိုက်လို့လည်းရတယ်ပုံမှန်ကတော့ကြွားလူတွေတော်တော်များများပဲဒါတော့ဒီအောက်ကို3လောက်ပဲချတယ်ဒါကတော့ပုံမှန်ပဲကြွားလူတွေဒီတမီပဲဖြစ်ဖြစ်ဒီလောက်ပဲဝေရဒီလောက်အချင်းအဲ့ဆိုရင်တော့ဘာဖြစ်မလဲဒီကြောမှာတော့ရှင်းရှင်းလေးဖြစ်မလဲတောက်လေးဖြစ်မလဲဒါဘယ်လောက်မှတောက်လေးဖြစ်ပြီးကတ်မှာလဲဆိုရင်ဒီလောက်ဆိုရင်တော့ဒီကတိတိပဲရှိတဲ့အတွက်တောက်လေးဖြစ်သွားတယ်အဲ့ကြရင်တော့ကြောကလွတ်သွားပြီလေဒီကြောဟိုအခောက်နဲ့ကတော့လွတ်သွားပြီဆိုတော့ဒီညာလေးကမတွန့်တော့နော်အဲ့တော့ကိုယ့်ကိုခြိုက်တဲ့လောက်ချအဓိကဝေရဲလားမဝေရဲလားဆိုတာပဲအဓိကပဲနော်အဲ့တော့ပုံမှန်တိုင်းမှာအများကြီးဒီလောက်ပဲချလိုက်နော်ချပြီးသွားရင်ကျင်းတဲ့အရင်ချုပ်မယ်ဒီမှာတော့စင်းနဲ့ကဟာဝမ်းနိုင်တယ်စစ်က TW သုံးပြရ TW ကို14လက်မှာနော် TW ရှာဝယ်ထား TW ကိုဒီမှာပြန်နဲ့ရှာဝယ်ထားရှားရိုးရိုးစစ်တိုင်ပွဲမှာ TW တက်မှာတော့ပွဲမှာဒီနားမှာ
စားစားပြီးရတယ်ငါစိတ်ထားလိုက်အဲ့တော့ဒီမှာနှစ်ခွဲချင်ဒီရာကကြတော့အခုသူတို့နှစ်ခုပြင်ဆက်မှာပေါ့ဒီစိတ်ကပုံမှန်တိုင်းပဲအောက်ကောက်စာနှစ်ခွဲနှစ်လွှာချောင်းမှာဖြစ်တော့အောက်ကတစ်ခွဲရယ်နှစ်ခွဲရယ်အောက်ကလည်းနောက်ချမ်းကနှစ်လွှာချုပ်လဲရတယ်တစ်လွှာချုပ်လဲရတယ်ဒီနေရာမှာစစ်နဲ့နှစ်ခွဲရယ်တစ်ခွဲရယ်တစ်လွှာလည်းချုပ်နေတယ်50ရော50ဘလောက်ဒီလိုပဲချချဘလောက်ပဲချချဖိုက်တယ်နောက်စားဒီနေရာထောက်ကမတို့ဖြတ်ထုတ်เนาะဒါ P1 P2 ဒါ F2 ဒါ F1 ချက်ချင်းစီဂျိုင်းနေနေနှိုက်အရန်ပိန်တဲ့လူဆိုရင်ဒီနားမှာနှိုက်လို့အဆင်ပြေအရန်ပိန်တဲ့လူမဟုတ်ဘူးဆိုမနှိုက်လည်းရဒီနားမှာဒီလိုပြေးပြေးလေးဖြစ်နေတာဒီလိုဖြစ်နေအောင်ခေါင်းမူးလိုဖြစ်နေတာဒီလိုတနက်နဲ့ဖြစ်နေတာနော်အဲ့တော့အမတို့ကနားလည်းနည်းနည်းပြည့်တာဆိုတော့မနှိုက်တော့တကယ်လို့ထားတဲ့နားမှာတော့ကောက်တည်လိုက်တာအရန်ပိန်တဲ့လူဆိုရင်တော့ဒီနားမှာဒီနားငါးစိတ်စီမှာပဲနှိုက်နော်အခုကတော့မနှိုက်တော့ဒီသူ့ရမူရင်းဒီအလယ်နေရနေပဲအမတို့ခါလေးနည်းနည်းနှိုက်မယ်ငါးစိတ်လည်းနှိုက်မယ်ဒီဘက်လည်းအဲ့ဒါနဲ့သူ့ရမူရင်းနေရနေပြီးတော့အတွင်းထဲမှာဘယ်အတွင်းရောက်လဲဆိုဒီမှာဒီနားကိုနှမ်းလိုက်ဒီမြင်းနားနှမ်းလိုက်ငါးစိတ်နှမ်းပြီးတော့ဒီနေရာလေးအသားမရှိတဲ့လူဆိုရင်ဒီနားကိုဝင်ပြီနော်အဲ့ဒါဆိုရင်အခုနားတော့ဆောင်းသွားတယ်ဒီတဲ့ဒီခွဲဒီဘက်ကိုရင်ကန်မယ်နော်ဒီနေရာမှာပဲဒီတော့သုံးလို့ရတယ်ဒီခွဲဒီနေရာဒီခွဲဒီကနေဒီလေးနဲ့နှခမ်းမွေးတော့မယ်ဒီကလည်းနှခမ်းမွေးတော့ဒီတော့ဘာလဲပြန်လာတယ်ပြန်ပြီးရအရန်ပိန်နေလို့ဆိုရင်တော့ပူတယ်ဒီနားလေးမှာလဲဆိုရင်ဒီနားလေးမှာ50ဒါပိန်မှာပြည့်တဲ့လူဆိုမလို့ဒီအသားနဲ့တူနော်ဖြတ်လိုက်ပြီဖြတ်လိုက်ရင်ဒီဟာပြန်ပိတ်သွားခဏကြာရီဟာလာတယ်အချိုင်းခဏထပ်ဖို့အတွက်အားလာတယ်ဟာပြန်ပိတ်လိုက်စစ်ချင်းတက်မယ်ပူနေမှာရှိချင်မှလည်းပူနေတာဖြစ်ပြီးတော့မာချာစိတ်ကူးစားထပ်လိုက်ရင်မပိန်ရင်တော့ဒီမှာလည်းစားပြရမယ်ဒီမှာလည်းစားပြအပွင့်ယူရင်လည်းရတယ်ဝမ်းဆက်ချုံနေဆိုနော်ဝမ်းဆက်ဒီလိုမျိုးချုပ်ချင်တယ်ဆိုရင်ဒီလိုမျိုးတော့တစုံချုပ်ကမတို့ကလည်းဟိုဒီငံတင်ပြီးသွားပြီဆိုရင်ဟိုရခိုင်မာလေးဆိုအရင်ရှိတာအရင်ရှိရင်ငါစမတင်ချင်းဘူးသူအမထက်လောက်တက်များတယ်အမကမှ9နှစ်6နှစ်ပဲဆိုတော့10နှစ်တောင်ရှိ10နှစ်တောင်ပြောလဲဘာမှလည်းဟိုမဖြစ်ဘူးမသိမသိဘူးငါဆရာလောက်အကြိုင်မှမတင်ချင်းတော့အဲ့ဆိုရင်မဲ့ဘာဖြစ်လဲဆိုတော့ဟိုတစ်ထည်လုံးချုပ်တဲ့ဟာကိုပြောပြပါဟိုဂျိုင်းချိန်မို့တော့ခဏပဲခွဲပြီးရင်ဂျိုင်းတော့ကထိုးမှာ